အဲ့ချိန်သမရဟာအသားလုံးကိုထွေးထုတ်လိုက်တော့တထေးဟာစိုးရိမ်ပြီးဘာအဆင်မပြေဖြစ်တာလဲလို့မေးလိုက်ပါတယ်သမရကစိတ်ဆိုးပြီးမင်းကဒီညံ့ဖြစ်တဲ့ဟင်းပွဲကိုငါ့ကိုကြွေးတာပေါ့ငါ့ကိုဘလို့ထင်တာလဲတထေးကလည်းအဲ့လိုမဟုတ်ရပါဘူးခင်ဗျာသမရကြီးဒီကိုလာတယ်ဆိုတာကျွန်တော်တို့အတွက်ကံကောင်းခြင်းပါဘလို့ဟင်းပွဲမျိုးထက်ချက်ပေးရမလဲလို့ထပ်မေးလိုက်ပါတယ်သမရကြီးကစိတ်ဆိုးစွာနဲ့ဒီချိုချင်သားလုံးကြော်ကိုမင်းကြီးကြည့်ပါလို့ပြောလိုက်တယ်ဒီအသားလုံးကြော်ကမကြီးမညာဖြစ်ထားတယ်အရသာကလည်းရောထွေးပြီးစီးကတ်တယ်အချင်းရီကပြစ်ပြီးအစီများတယ်ဒီဟိုတယ်ကဒီလောက်အရေးချင်းပဲရှိတယ်ဆိုရင်ပိတ်ပစ်ဖို့ပဲကောင်းတယ်ဆိုပြီးသမရကစိတ်ဆိုးပြီးပြောလိုက်ပါတယ်တထေးကြီးကကြောက်ရွံ့စွာနဲ့စဖိုးမှုလေးတွေကသမရကြီးလာမယ်ဆိုတာမသိလိုက်လို့မာမိသွားတာနေမှာပါလို့စင်ကြေပေးလိုက်ပါတယ်သမရကြီးအတွက်ကျွန်တော်တို့အရသာရှိတဲ့ဟင်းကိုအကောင်းဆုံးပြန်ချက်ပေးပါမယ်လို့ပြောလိုက်တယ်တထေးကစူရီကိုမေးလိုက်တယ်ဒီဟင်းပွဲဘယ်သူချက်တာလဲဆိုပြီးစူရီကလည်းစဖိုးမှုရှောင်မင်းဆိုပြီးဖြေလိုက်တယ်တထေးကမိဖို့ချောင်းကိုချက်ချင်းသွားပြီးနောက်ထပ်ချက်ခဲ့ဖို့နဲ့ထပ်မမဖို့တေချာသွားပြောခိုင်းလိုက်တာပေါ့စူရီကမိဖို့ချောင်းထဲလာပြီးဒီဟင်းကိုဘယ်သူချက်လိုက်တာလဲမေးတော့စဖိုးမှုလေးကငါတို့ရဲ့စီနီယာစဖိုးမှုကြီးပေါ့ဆိုပြီးဂုံယူပြောလိုက်တယ်စဖိုးမှုလေးတွေကအရန်ကောင်းလုံးလို့သမရကတွေးဖို့တောင်ဖိတ်ခေါ်မယ်ထင်တယ်နော်ဆိုပြီးမြောက်ပြောလိုက်ပြန်တယ်အဲ့အချိန်မှာစူရီကသမရကဒီဟင်းကိုမကြိုက်ဘူးအရေးချင်းမရှိတဲ့ဟင်းဆိုပြီးစိတ်ဆိုးပြီးပြောနေတယ်ပြောလိုက်တော့စဖိုးမှုကရှက်သွားတယ်အဲ့အချိန်အင်ဂျီမဲ့ကောင်လေးကကြည့်နေတော့ဒီကောင်ကငါ့ကိုဘာကြည့်နေတာလဲဆိုပြီးအပြစ်ရှာလိုက်ပါတယ်